မရှိများလို့မင်္ဂလာပါနော်ဗရိတ်အပိုင်းတစ်လုံးနဲ့ဗရိတ်တစ်လုံးနဲ့ site ကလေးကျွန်တော်ချပြပေးမလို့တည်ခြင်းတော့ဆောင်းအောင်ကြည့်သွားပြီနော်ဟောဒီကနေ့တော့ဒီမှာတော့ဖုန်းနဲ့ကျွန်တော်လေးပင်ကြဆက်လေးပေါ့ဒီမှာ3နှစ်ခတ်ထိပ်စီနော်ထိပ်စီ3ရဲ့နှစ်ခတ်ဒီ9ငါအောင်မပေါင်း3ပေါ်3နဲ့ပေါင်းမယ်ဘာရမှာ8ရဲ့နှစ်ခတ်ဒီတက်ဒီတက်ဒီဘရိတ်ဒီမှာတက်ဘရိတ်နော်ဒီတော့9ရဲ့နှစ်ခတ်ဒီ3တက်စီနဲ့နှစ်ခတ်နဲ့ပေါင်းမယ်ဘာရမှာ8သူ8ရဲ့နှစ်ခတ်ဒီတက်ဒီတက်ဒီဘရိတ်ဒီမှာတက်ဘရိတ်နော်အဲဒီမှာနှစ်နှစ်ခတ်ဒီကျွန်တော်4ဒီနှလုံးပေါင်း6ရဲ့နှစ်ခတ်ဒီကျွန်တော်ဘာလဲဆိုတော့9ဒီဘရိတ်ဒီမှာ9ဘရိတ်ချပြရနော်9လာမဲ့ပွဲအတွက်တရေ6လအပိုင်းအတွက်နော်3ရဲ့နှစ်ခတ်ဒီ5ဒီဘော3နဲ့နှစ်ခတ်နဲ့ပေါင်းမယ်ဆိုတော့ကျွန်တော်ဘာရမလဲဆိုတော့8ဒီ8ရဲ့နှစ်ခတ်တက်ဒီလာမဲ့ပွဲအတွက်ဘရိတ်တစ်လုံးနဲ့နော်တစ်လုံးစိုက်တယ်ပြီးရင်ကျွန်တော်ဒီမှာနောက်တော့ site အခါချပြပေးမယ်နော်ဗီဒီယိုခိုင်းနဲ့နော်ဒီမှာတစ်ချိန်နဲ့ပြည့်တည်တယ်နောက်တော့ site 68ခေါ်မှတစ်ချိန်ပြည့်သွားတယ်နော်ဒီမှာ86တောင်းနဲ့စားတယ်ပေါ့နော်ဒီမှာ2339ဆိုဒီမှာ939ဝင်တယ်နော်အဲဒီခုံ9ဒီမှာပြီးပေါက်ထွက်သွားတယ်အဲဒီ900ပြည့်ဒီမှာ339ဆိုပြီးနှလုံးဝင်တယ်နော်နောက်တွဲနော်အဲဒီ3ခုခွန်ဒီမှာ9နှလုံးဝင်တယ်နော်နောက်ပိတ်9နှလုံးတွဲအဲဒီရော894ဆိုဒီမှာပြီးပေါက်ထွက်သွားတယ်489ဆိုပြီးတော့အဲဒီတော့963မှာဘာဝင်လဲဆိုတော့36နောက်တွဲဝင်တယ်နော်63ဆိုနောက်တွဲဝင်တယ်အဲဒီ68ခွန်မှာဒီမှာ83လုံးဝင်သွားတယ်68ခွန်မှာတစ်ချက်ဖောက်သွားတယ်ပေါ့နော်အဲဒီရင်က2ခွန်မှာကျွန်တော်တို့ပြီးပေါက်ထွက်သွားတယ်ဒီမှာ2ခွန်ပြီးတော့ကျွန်တော်ဒီမှာ388မှာလည်းပြီးပေါက်ထွက်သွားတယ်နော်အဲပြီးတော့339မှာဆိုတော့939အဲ့တော့နော်939နှလုံးဝင်တယ်ကိုလာမပွဲက234ခွန်89နောက်ပွဲတိုက်တဲ့ထိပ်စီကောက်ထိုးလို့ရတယ်နော် brain နဲ့